ကျွန်တော်ဒီမြန်မာပြီးလက်ပြန်တယောက်ဖြစ်ပါသည်သို့တော်လဲကျွန်တော်မှာအလုပ်အကိုင်မရှိပါကျွန်တော်ပြီးလက်တွင်4-5-6နှစ်နေခဲ့တော့လဲစာမေးပွဲတစ်ခုကိုမှမအောင်ပွဲတစ်ခုကိုမှမရခဲ့ပါတနေ့ကလူငယ်များကြီးပွားရေးအသင်းတိုက်ကိုတွားရာကြီးပွားရေးမဂ္ဂဇင်းတွင်ပြီးလက်အကြောင်းရေးပါဟုကျွန်တော်အားကိုလှကတိုက်တွန်းပါသည်ကျွန်တော်မြန်မာစာကိုကောင်းကောင်းမရေးတတ်ပါထို့ကြောင့်မရေးပြရစီနဲ့ဟုတောင်းပန်တော့လဲအတင်းရေးခိုင်းသောကြောင့်ကျွန်တော်၏အကြောင်းကိုအောက်ပါတိုင်းရေးလိုက်ပါသည်ကျွန်တော်မှာအတော်တန်ကြွယ်ဝသောတောတတိတယောက်၏တဝီဒီတော်သားတယောက်ဖြစ်ပါသည်ကျွန်တော်နှင့်ညီကိုတဝမ်းဝဲတော်သူမှာကျွန်တော်တဲ့အသက်6နှစ်ခန့်ကြီးပါသည်သူ BA အောင်သောအခါကျွန်တော်10တန်းအောင်ပါသည်သူ့အဖေကသူ BA အောင်သောအခါဘီလက်ကိုလွတ်ပြီးဝစ်လုံအတက်ကိုအတင်ခိုင်းပါသည်ကျွန်တော်ကလည်းမခံကျင်သောကြောင့်သူ့လိုပင်ဘီလက်သွားပြီးလျင်ဝစ်လုံအတက်ကိုတင်ကျင်ကြောင်းအဖေကိုပူစားပါသည်အဖေကမခံကျင်စိတ်ရှိသောကြောင့်ကျွန်တော်အားဘီလက်ကိုလွတ်ပါသည်ကျွန်တော်အဖေနဲ့ကျွန်တော်ဦးလေးတို့မှာများစွာမသိမြတ်ကြပါကျွန်တော်နဲ့ကျွန်တော်၏အကိုဝမ်းခွဲများမှာပြိုင်ဘက်များဖြစ်ကြပါသည်ကျွန်တော်၏အကိုတော်ဘီလက်ရောက်၍တလခန့်ကြာသောအခါကျွန်တော်ဘီလက်သို့ရောက်ပါသည်ရောက်လျင်ရောက်ချင်းဝစ်လုံပညာများကိုမသင်ကြားရပါလန်ဒန်မက်ထရစ်ခေါ်10တန်းကိုသင်ကြားရပါသည်ကျွန်တော်၏အကိုတော်မှာ BA အောင်ပြီးသားဖြစ်သောကြောင့်ဝစ်လုံပညာများကိုချက်ချင်းသင်ကြားရပါသည်ကျွန်တော်ကဲ့သို့ပင်ဘူးမသိဘာမသိပဲ BA အောင်ပြီးသားဖြစ်သောဝစ်လုံအတက်သင်ကြားရန်ရောက်နေသောမြန်မာကျောင်းသားကလေးများလည်း3-4ယောက်ရှိပါသည်ကျွန်တော်ဘီလက်သို့ရောက်၍3-4ရက်အတွင်းမှာပင်ဘီလက်သို့ရောက်နေပြီးသားနှစ်ကြီးသမား3-4ယောက်တို့နှင့်မိတ်ဆွေဖြစ်သွားပါသည်၎င်းတို့ကကျွန်တော်အားကောင်းစွာစောင့်ရှောက်ကြပါသည်အင်ကြီးအဝတ်စားရောင်းသောဆိုင်များသို့ခေါ်သွားပြီးလျှင်ကောင်းမိတ်ဆိုသောအဝတ်စားများကိုဝယ်ခိုင်းပါသည်ကျွန်တော်လည်းသူတို့ပြောသည့်အတိုင်းအဝတ်အစား3-4စုံများချုပ်သောကြောင့်ငွေ300ချောသွားပါသည်သူတကားနိုင်ငံမှာလာ၍နေလျင်အဝတ်အစားကောင်းကောင်းဝတ်ရမည်အဝတ်အစားမကောင်းလျင်မျက်နှာငယ်သည်ဟု၍လည်းပြောကြပါသည်ထို့နောက်တရုတ်ထမင်းဆိုင်ကလားထမင်းဆိုင်များသို့ခေါ်သွားပါသည်တခါသွားစားလျင်အ ਨੇ ဆုံးရွှေထင်းကားတစ်ပြားမြတ်ကုန်ကြပါသည်စားရတောက်ရသည်ကတော်တရုတ်ဆိုင်တွင်ထမင်းဟင်းလာ၍ပေးသောမိန်းကလေးများကိုပေါက်ဆူးပေးရသည်ကအတော်ကုန်ပါသည်ကျွန်တော်မိတ်ဆွေများက၎င်းမိန်းကလေးများနှင့်အသီးဖွဲ့ပေးသောကြောင့်၎င်းတို့နှင့်အသီးကျွမ်းဖြစ်သွားပါသည်လန်ဒန်ရောက်၍10ရက်ကြာသောအခါကျွန်တော်ဟာအကတင်ခိုင်းကြပြန်ပါသည်ဘီလက်ရောက်၍အကမတက်လျင်လူနုံရကြသည်ဟုပြောကြပြန်သည်သူတို့ပြောသည့်အတိုင်းအကတင်ပေးသောဆရာမထံတွင်အကသွားတင်ပါသည်ပတ်စံအတော်ကုန်ခံရပါသည်အကအတော်ကလေးနှင့်တက်လာသောအခါတရုတ်ဆိုင်ကမိန်းကလေးများကိုခေါ်ပြီးလျင်ကျွန်တော်မိတ်ဆွေများနှင့်အတူညနေကပွဲယုံညကပွဲယုံများသို့တွားရောက်ခါကကြပါသည်အများအားဖြင့် Oxford Circuit ခေါ်လမ်းတွင်တရုတ်ဟိုတယ်ဆိုင်တွင်တွား၍ကကြပါသည်တွားတိုင်းကျွန်တော်ကကြည်သာအကုန်ခံရပါသည်လန်ဒန်ရောက်၍တလကြာသောအခါကျွန်တော်ယူသွားသောပေါင်150ကုန်သွား၍ကြေးနှမ်းဖြင့်ထပ်မာလိုက်ရာမကြာခင်ပေါင်150ရောက်လာပြန်သည်ကျွန်တော်မိတ်ဆွေများလည်းကျွန်တော်နှင့်မခွဲခွာလိုသောကြောင့်ကျွန်တော်နှင့်တအိမ်အိမ်လာနေကြပါသည်အိမ်မှငွေရောက်လာကြောင်းကျွန်တော်မိတ်ဆွေများကိုပြောပြသောအခါခွေးပွဲသို့သွားရန်ခေါ်ပြန်ပါသည်ခွေးပွဲဆိုသည်မှာအမဲလိုက်ခွေးများကိုပြိုင်သောပွဲဖြစ်ပါသည်မြင်းမွေးများနှင့်အလွန်တူပါသည်ခွေးပွဲသွားသောအခါနိုင်သည့်အခါလည်းနိုင်ပါသည်ရှုံးသည့်အခါလည်းရှုံးပါသည်ကျွန်တော်မိတ်ဆွေများမှာကျွန်တော်အားခင်မင်လွန်းကြသောကြောင့်ကျွန်တော်အနာကမခွာကြတော့ပါကျွန်တော်နှင့်သွားတူလာတူနေတူဖြစ်ကြပါသည်မကြမကြာကျွန်တော်ထံမှငွေချေးကြပြန်ပါသည်ကျွန်တော်လည်းသူတို့ချေးသလောက်ပေးလေးရှိပါသည်သူတို့အိမ်မှငွေရောက်လျင်ပြန်ပေးမည်ဆိုတော့လေသူတို့အိမ်မှငွေရောက်လျင်ကျွန်တော်မမြင်ရပါကျွန်တော်မှလည်းသူတို့ကိုပင်အားကိုးနေရတော့ကြောင့်သူတို့ထံမှငွေကိုပြန်မတောင်းဝင်ပါကျွန်တော်ဤအကိုတော်မှာကာပွဲသူလည်းမတော်မြင်းမွေးခွေးပွဲသူလည်းမတော်စာကြိုးစားနေသည်ကိုသာမြင်ပါသည်ကျွန်တော်တို့လူစုကသူ့အားလူနဟု၍နောက်ကွယ်မှာခေါ်ကြပါသည်ကျွန်တော်ဤအကိုတော်ထံသို့လည်းကျွန်တော်သွားလိမ့်မရှိပါသူလာသောအခါတွင်လည်းကျွန်တော်ကစကားကောင်းကောင်းမပြောသောကြောင့်ကြာမနေပဲပြန်သွားလိမ့်ရှိပါသည်ဘီလက်သို့ရောက်၍6လကြာသည့်တိုင်အောင်လန်ဒန်မက်ထရစ်အတွက်ကျွန်တော်ဘာမှမလုပ်ရသေးပါ
အိမ်မငွေကိုသာအမြဲမှာပြီးသုံးဆွဲလျက်နေပါသည်ကျွန်တော်ဤစိတ်ထဲတွင်နတ်ပြည်ရောက်နေသည်ဟုထင်မှတ်မိပါသည်အပျော်ပါးကိုလိုက်စားနိုင်တော့လိုက်စားသည်မှာအကောင်းဆုံးဖြစ်သည်ဟုသဘောပိုက်ပြီးလျင်အပျော်ပါးကိုသာလိုက်စားနေပါသည်ကျွန်တော်ပညာမသိမဲအပျော်ပါးလိုက်စားနေကြောင်းကိုကျွန်တော်ဤအဖေမိတို့တည်သွားသည်မသိရကျွန်တော်အားချိန်မောင်းသောစာတစ်စောင်ရပါသည်ကျွန်တော်ဤအကိုတော်ကသွား၍တိုးလိုက်သည်ထင်သောကြောင့်သူ့အားအလွန်စိတ်ဆိုးပြီးလျင်သူ့ကိုမခေါ်တော့ပါကျွန်တော်အဖေစာကိုရပြီးနောက်လန်ဒန်မက်ထရစ်အတွက်စာမေးပွဲအတွက်စုံစမ်းပြီးလျင်အလွတ်တင်ဆရာတယောက်နှင့်စီမံပါသည်၎င်းဆရာကကျွန်တော်အားစာကြိုးစား၍သင်ကြားပြသပါတော့လဲကျွန်တော်ဤပညာအခြေခံကနေကျွန်တော်ကစာသင်ကြားရာတွင်စိတ်မပါတော့ကြောင့်အခက်ကြုံနေပါသည်ကျွန်တော်သင်ကြားရသောဘာသာများအနက်လက်တင်ဘာသာမှာခက်ဆုံးဖြစ်ပါသည်အခြားဘာသာများကိုအတော်တန်လိုက်နာတော့လဲလိုက်နိုင်တော့လဲလက်တင်ဘာသာကိုအနည်းငယ်မှပင်မလိုက်နိုင်ပါမလိုက်နိုင်တော့လဲမကြိုးစားပါခွေးပွဲမြင်းမွဲကဝဲများနေတာအချိန်ကုန်ပါသည်ပြီးလဲသို့ရောက်၍တနည်းခန့်ကြာသောအခါလန်ဒန်မက်ထရစ်စာမိုးဝဲကိုမဝင်ပါဝင်လျင်လဲအောင်မီမဟုတ်ပါလန်ဒန်တွင်တနည်းခန့်ကြာသောအခါကျွန်တော်ဤမိတ်ဆွေများအပေါ်တွင်အလွန်အကျွေးတင်သွားပါသည်ကျွန်တော်ကပြန်တောင်းသောအခါမကြိုက်ကြပါသို့တော့ကျွန်တော်ကိုယ်တိုင်လန်ဒန်မြို့တွင်သွားလာတတ်နေပြီဖြစ်သောကြောင့်ဂရုမစိုက်တော့ပါကျွန်တော်ဤမိတ်ဆွေများလည်းကျွန်တော်ထံမှငွေချေးမရသောကြောင့်ကျွန်တော်အားတပိတ်မှောက်ကြပါသည်လန်ဒန်တွင်ကျွန်တော်တယောက်တည်းနေကကောင်းစွာလေပတ်နေပါသည်အိမ်မအဖေကလည်းမကြစာကြိုးစားရန်စာပေးပါသည်ပိုက်ဆံရှားကြောင်းလည်းပါပါသည်သို့တော်ကျွန်တော်ဂရုမစိုက်ပါအရင်ကကဲ့သို့ပင်သုံးဆွဲလျက်ရှိပါသည်ပြီးလဲရောက်၍တနည်းခွဲခန့်ကြလျင်တရုတ်ဆိုင်ကအစီကံမိန်းကလေးတယောက်နဲ့ကျွန်တော်မှာအလွန်ချစ်ကြိုက်နေကြပါသည်သူနှင့်တွဲပြီးလျင်မြင်းမွဲရုပ်ရှင်မွဲခွေးဝဲများကိုနေ့စဉ်လိုပင်သွားပါသည်နောက်ဆုံးကျွန်ုပ်ဤခန်းမှာပင်သူအတူလာရောက်နေထိုင်ပါသည်သို့တော်လက်မထက်ကြပါဤအင်္ဂလိပ်မာလီနှင့်အတူငိုးယူနေသောကြောင့်ဒုတိယနှစ်တွင်လည်းလန်ဒန်မက်ထရစ်စာမိုးဝဲကိုမဝင်ရပါတတိယနှစ်သို့ရောက်သောအခါကျွန်တော်၏အဖေထံမှစာတစ်စောင်ရ၍ဖတ်ကြည့်ရာတတိယနှစ်တွင်စာမိုးဝဲမအောင်လျင်ပတ်စံမပို့တော့ပါဟုပြောလာသည်ကိုတွေ့ရပါသည်ကျွန်တော်အနှဲငယ်စိုးရိမ်ပြီးလျင်စာကိုကြိုးစား၍ကြက်ပါသည်အခြားဘာသာများကိုအတန်အသင့်လိုက်နိုင်တော့လဲလက်တင်ကအနှဲငယ်မှမလိုက်နိုင်ပါစာကြိုးစားသည်ဆိုတော့လဲကြနာနာကြိုးစားသည်မဟုတ်ပါကျောင်းမှာနေရသည်လည်းမဟုတ်အလွတ်ဆရာငှား၍သင်သောကြောင့်ဆရာအလိုကိုကျွန်တော်ကမလိုက်နိုင်ပါကျွန်တော်အလိုကိုသာဆရာကလိုက်ပေးပါသည်ဆရာလုပ်သူကလည်းကျွန်တော်အောင်သည်မအောင်သည်ကိုဂရုမစိုက်ပါသူ့လာကမမှန်ရလျင်ကျေနပ်ပါသည်၎င်းတတိယနှစ်တစ်နှစ်လုံးတွင်လည်းကျွန်တော်၏အင်္ဂလိပ်မာလေးနှင့်တခန်းထဲပင်နေထိုင်ပါသည်ကျွန်တော်စာကြက်နေသောအခါသူကရုပ်ရှင်သွားခြင်းခွေးပွဲသွားခြင်းမြင်းပွဲသွားခြင်းကာပွဲသွားခြင်းသောကြောင့်စာအုပ်ကိုချထားပြီးသူနှင့်အတူတူသွားရပါသည်တတိယနှစ်ကုန်၍လန်ဒန်မက်ထရစ်စာမိုးဝဲဝင်သောအခါဘာမှမဖြေနိုင်၍စာမေးပွဲကြာပါသည်ကျွန်တော်၏အကိုတော်မှာဝိလုံစာမေးပွဲအောင်ပြီးဖြစ်၍မြန်မာပြည်သို့ပြန်တော့လဲကျွန်တော်မှာဝိလုံပညာများကိုပင်မသင်ကြားရသေးပါလန်ဒန်မက်ထရစ်မှာအလွန်ခက်လာသောကြောင့်လက်လျှော့လိုက်ပါသည်သရုပ်ထားနှစ်တွင် Oxford Responsion Cambridge Literature ခေါ်စာမေးပွဲများမှာလွယ်သည်ကြား၍ Oxford Cambridge မြို့များသို့တွားပြီးအလွတ်ဆရာများနှင့်တွားတင်ပါသည်သူရတင်လန်ဒန်တွင်ကျန်ခဲ့သောအပြိုလေးကိုအောင်းမေ့သောကြောင့်မကြာလန်ဒန်သို့ပြန်သဖြင့်စာမေးပွဲဝင်နိုင်တော့သောအခြေအနေမရောက်ပါဤသို့ကျွန်တော်ငွေဖြုံးနေသောနှစ်များတွင်မြန်မာပြည်တွင်စပါးစည်းများကြသဖြင့်ကျွန်တော်နှင့်မိဘများ၏လေယာများမှာချစ်တီးများလက်သို့ရောက်ကုန်ကြပါသည်ကျွန်တော်ဖြုံးလိုက်သောငွေများကမနေပြီနောက်ဆုံးမိဘများသည်ကျွန်တော်ထံသို့ငွေမပို့နိုင်ကြတော့ပါကျွန်တော်မှာအခက်ကြုံပြီးလျင်ဘီလက်ရှိမိတ်ဆွေများထံမှငွေချေးကအပေါ်ဆုံးသင်္ဘောနှင့်မြန်မာပြည်သို့ပြန်လာပါသည်မြန်မာပြည်ပြန်ရောက်၍တောသို့သွားသောအခါကျွန်တော်မိဘများမွဲနေသည်ကိုတွေ့ရပါတော့သည်အားလုံးပင်ကျွန်ုပ်ကိုမြင်နေဒေါသဖြစ်ကြပါသည်